ဒီနေ့ယုံကြည်သူများအသက်တာထဲမှာခရိယန်အတိုင်းဝိုင်းထဲမှာဖယားရခင်ကိုကိုးစားသလားဆိုရင်ဖယားရခင်ကိုကိုးစားသလိုလိုနဲ့မကိုးစားတဲ့သူတွေဖယားရခင်အထံတော်ကနေထွက်သွားတဲ့သူတွေနှလုံးသားထဲကနေဖယားထံတော်ဘာကနေထွက်သွားတဲ့သူတွေကျင့်ချင်းအမင်္ဂလာခံရမယ်လို့နှုတ်ကပတ်တော်ကပြောထားပါတယ်တချို့ကအယံဖယားချစ်တယ်လို့ထင်ပေမဲ့တကယ်လက်တွေ့ကြုံလာရတဲ့အခါမှာဖယားကိုစွန့်ပြီးတော့မှမိမိထင်ရာကိုလုပ်နေတဲ့သူတွေရှိတယ်ဖယားကိုချစ်တဲ့ဖယားကောင်းစားနေတဲ့အခါမှာတော့ဖယားရခင်ကိုအစဉ်ပြေနေတဲ့အချိန်မှာတော့ဖယားရခင်ကိုခိုးတယ်ဖယားရခင်ကိုချစ်တယ်ဖယားကြောင့်ပုံမှန်သွားတယ်စုပုံမှန်တောင်းတယ်ဖယားရခင်ကုန်းတော်ကိုတကယ်ချီးမွမ်းပါတယ်ဒါပေမဲ့တကယ်တမ်းအသက်တာထဲမှာလက်တွေ့ကြုံလာပြီးတော့မှအခက်ခဲတွေပြဿနာတွေကြုံလာတယ်နားမလည်နိုင်လောက်အောင်ဖြစ်လာတဲ့အခါမှာဖယားရခင်ကိုခိုးနေမဲ့အစာဘာပဲလုပ်ကြတယ်လဲဆိုတော့ပေဒန်ဆရာကြီးစီသွားတယ်တချို့အောက်လာနေပညာကြီးစီသွားတယ်အဲ့ဒီလိုမျိုးအသက်တာရှိနေတဲ့သူတွေကဖယားရခင်အထံတော်ကနေစိတ်နှလုံးနဲ့ထွက်သွားတဲ့သူတွေလို့ခေါ်ပါတယ်ယေရမိအနာဂတ်ကျမ်းအခန်းကြီး18မှာဖယားရခင်အထံတော်ကစိတ်နှလုံးထဲကနေထွက်သွားသောသူဟာကျင့်ချင်းကိုခံအံ့တော်သူဖြစ်တယ်။ထာဝရဘုရားကိုမိမိကိုးစားเสียအကြောင်းဖြစ်စေတော်သူဒီကောင်းကြီးမင်္ဂလာကိုခံအံ့တော်သူဖြစ်တယ်လို့ပြောပါတယ်။ဒါကြောင့်ဖယားရခင်ကိုကျွန်တော်တို့ခေါင်းစားနေတဲ့အချိန်မှာအစဉ်ပြေနေတဲ့အချိန်မှာချီးမွမ်းတယ်လို့အခက်ခဲကြုံလာတဲ့အခါမှာလည်းအဲ့ဒီဖယားကိုပဲအဆုံးထိတိုင်အောင်တစ္ဆာနဲ့ကျွန်တော်တို့ကိုးကွယ်ဖို့ရန်လိုအပ်ပါတယ်။တကယ်မိသားစုအတိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေမျိုးထဲမှာပဲဖြစ်ဖြစ်မပြေလည်နိုင်တဲ့ပြဿနာတွေရင်မဆိုင်နိုင်တဲ့ပြဿနာတွေဖြစ်လာတဲ့အခါမှာဖယားကိုဆက်မေးစေခြင်းနဲ့ဖယားကိုဆက်ပြီးတော့မှဆုတောင်းစေခြင်းနဲ့ဒါပေမဲ့ယုံကြည်သူများဖယားဘုကပြောနေတဲ့သူတွေဒီနေ့ပါလို့ညင်ကြတယ်လေမပြေလည်နိုင်တဲ့ပြဿနာတွေကိုပေတင်စီယူသွားတယ်ပေတင်သွားတော့ကြတယ်ပေတင်သွားမေးကြတယ်နတ်ပညာတတ်တဲ့သူတွေကိုတွားရောက်မေးမြန်းကြတယ်အိမ်မက်ဆရာတွေကိုတွားပြီးတော့မှမေးမြန်းကြတယ်အနေတိတ်ပဲဖော်မဲ့သူတွေကိုစာပြီးတော့မှအမျိုးမျိုးပူဇော်ပတာပြီးတော့မှလုံနေကြတဲ့ခရိယာများကိုဒီနေ့တတိပေးချက်နဲ့ဖယားသခင်ကထိုကဲ့သို့လုံနေတော်သူများအလိုမရှိဘူးတင်းဒီပူရင်ပူပါတဲ့အေးရင်အေးပါတဲ့တော့မဟုတ်ရင်ငါရဲ့ခသွန်းတီတင်းကိုထွေးလူပြီးတော့ပြတိကျမ်းအခန်းကြီး3အပိုင်းငယ်15နဲ့16ထဲမှာဖော်ပြထားတယ်တင်းဒီအေးမဟုတ်အပူမဟုတ်ဒီကိုငါသိ၏အေးချင်းဖြစ်စေပူချင်းဖြစ်စေတခုခုကိုငါအလိုရှိထိုတို့အေးမဟုတ်အပူမဟုတ်နှွေးယုံရှိတော့ကြောင့်ငါဤခသွန်းတီတင်းကိုထွေးလူပြီးမိတ်ဆွေဒီနေ့ကိုပြန်ပြီးဆန်းစစ်စေချင်တယ်တင်အေးတော်သူလားအေးလားအပူလားအေးချင်းဖြစ်စေပူချင်းဖြစ်စေဖယားခင်လိုချင်တာတခုခုပဲဖယားကိုစီကရင်ဖယားကိုစီကဖယားကိုမစီကဘူးဆိုရင်တင်ကြိုက်တယ်လို့ရွေးလို့ရတယ်ဖယားခင်ကိုလည်းကိုးကွယ်တယ်လို့နဲ့ဟိုဖက်မှာလည်းပါတယ်လို့နဲ့ကြားထဲမှာအီးအောင်ဝါလုံးနေတဲ့ယုံကြည်သူများဖယားခင်ကိုတင်ရအသက်တာထဲမှာကိုးစားနေတယ်ဆိုရင်အဲ့ဒီဖယားခင်နဲ့အတူတွားပါလားဖယားခင်နဲ့ပဲအတူတွားပါဘာလို့ဟိုမေးလိုက်ဒီဟာမေးလိုက်ကြားထဲမှာဖယားခင်ကောင်းကြီးမင်္ဂလာကိုလိုချင်ပြန်တယ်ဖယားခင်စီမှာဆုတောင်းပါဖယားခင်နဲ့အတူတွားလာပါကောင်းကြီးပေးမယ်လို့ပြောတယ်ဖယားကောင်းကြီးဆိုပြီးတော့ဘာလို့ချဲရီထိုးနေတာလဲဘာလို့မကောင်းတဲ့အရာတွေလုပ်ပြီးမကောင်းတဲ့စီးပွားရေးတွေလုပ်ပြီးတော့ဖယားကောင်းကြီးပြောနေတာလဲအဲ့ဒီဟာကျင့်ချင်းနဲ့ဆိုင်နေတော့မိတ်ဆွေအဲ့ဒီအရာတွေကိုဖယားလိုတော့မရှိဘူးတင်အေးရင်အေးပါပူရင်ပူပါဖယားခင်လိုချင်တာကြားထဲမှာနေတာဖယားမလိုချင်ဘူးတခင်နဲ့ဦးရဲ့အစိတ်ကိုဘယ်သူမှခံလို့မရဘူးတဲ့တူမဟုတ်တူရဲ့အစိတ်ကိုခံရမယ်မိတ်ဆွေဒီနေ့တင်ဖယားခင်ကိုကိုးစားတယ်ဖယားခင်ကိုအားကိုးတယ်ဖယားခင်ကိုချစ်တယ်ဆိုတာအတ္တတာထဲမှာလက်တွေ့ပြဖို့လိုတယ်ဖယားခင်ကောင်းကြီးပေးတဲ့အရှင်ဖြစ်တယ်ဆိုပြီးတော့မှဒီနေ့ထီထိုးတာချဲထိုးတာအဲ့ဒါဒီဖယားစီကလာတဲ့ကောင်းကြီးမဟုတ်ဘူးအဲ့ဒီဟာကနေရတဲ့ဟာကကောင်းကြီးလို့မခေါ်ဘူးမိတ်ဆွေအဲ့ဒါတင်ဖယားကိုမကိုးစားလို့ကိုကိုးစားလို့ကိုထိုးမှကိုရမယ်ကိုလုံးမှကိုရမယ်ဒီစိတ်တနဲ့လုတ်တဲ့အခါမှာဒါတင်ဖယားခင်ကိုကိုးစားတာမဟုတ်ဘူးဖယားခင်ကိုကိုးစားခြင်းဆိုတာဖယားခင်ရဲ့စကားတော်အတိုင်းလက်တွေ့လှုပ်ဆောင်ခြင်းအပေါ်မှာဖယားကကောင်းချီးပေးသွားတာတတ်မဲ့ခြင်းစိတ်ယုံဟောတော့အရာတွေကိုဖယားခင်အလိုတော်မရှိဘူးချစ်တော်ညီကိုမောင်နှမများဒီနေ့အားပေးခြင်းနဲ့ပူရင်ပူပါအေးရင်အေးပါကြားထဲမှာမနေပါနဲ့ဖယားကြောင်းသွားလိုက်တခြားမယုံကြည်သူတွေနဲ့တွားပြီးတော့မှတွားလိုက်ပြိုလိုက်ပါလိုက်အဲ့ဒီအတက်တာထဲမှာတင်တွားနေတော့ဘယ်ဖျားကောင်းကြီးပေးမှလဲအဲ့ဒါကိုလည်းပြောတယ်ဖျားကကောင်းကြီးပေးတဲ့အချိန်ကောင်းကြီးလည်းမပေးဘူးအဲ့ဒီအရာမျိုးကိုဖျားခင်လုံးဝမလို့ချင်းဘူးချစ်တော်ညီကောင်မတော်များဒီနေ့အားပေးခြင်းတယ်
ဒီနေ့ကနေစပြီးတော့မှတင်ဖယားကိုကိုးကွယ်မယ်ဆိုအဆုံးထိဖယားပဲကိုးကွယ်ပါဖယားကိုပဲကြည်ပြီးသွားပါအဲ့ဒီဖယားကိုတင်မကိုးကွယ်ခြင်းတော့ဘူးဆွတ်လွတ်ခြင်းနဲ့ဆိုတော့ခမည်းကြိုက်တယ်လို့ဆုံးဖြတ်လို့ရတယ်ဒါပေမဲ့ယောဆုကတော့ငါနဲ့ငါအိမ်သားဖြစ်ရင်ထာဝရဘုရားကိုပဲကိုးကွယ်မယ်လို့ပြောတယ်ကြားထဲမှာနေတဲ့အရာကိုဘုရားခင်လို့တော့မရှိဘူးကြားထဲမှာနေတဲ့လူတွေကိုငါခံတွင်းတည်တင့်ကိုထွေးလူပြီလို့ပြောတယ်ဘုရားခင်ထွေးထုတ်ပြီဆိုမလွယ်ဘူးနော်ဘုရားခင်ထွေးထုတ်ပြီဆိုမလွယ်ဘူးမိတ်ဆွေတင်းရဲ့အတ္တအထဲမှာဘုရားခင်ကောင်းချီးမင်္ဂလာခံစားခြင်းသလားဘုရားခင်နဲ့သူတော်ပါဘုရားခင်နဲ့သူမိတ္တာရဖွဲ့လို့အကျုံးဝင်လို့ပြောပါတယ်ဘုရားခင်ကိုလည်းမေးလိုက်ပေတင်ကိုလည်းမေးလိုက်ချဲထိုးလိုက်ထီထိုးလိုက်မကောင်းတဲ့စီးပွားရေးဒီမတရားတဲ့စီးပွားရေးဒီလှုပ်လိုက်ဘုရားကောင်းကြီးလို့မပြောနဲ့ဘုရားကောင်းကြီးဆိုတော့ဝမ်းနဲ့ချင်းမရောဘူးတဲ့ဒီနေ့ဘုရားခင်ကောင်းကြီးမင်္ဂလာကဘုရားရဲ့အလိုတော်မရှိတဲ့အရာတွေနဲ့လုံးဝမယွန်းဟုတ်မတရားသောစီးပွားတရားသောစီးပွားဆိုတာကဒီနေ့ဘုရားခင်မနှစ်တတော်မူရစေဝါရီရောင်းဝယ်ဖောက်ကားပြီးတော့မှဘုရားခင်မနှစ်တက်တဲ့လူကုန်ကူးမှုကိုတန်ရောင်းဝယ်ရေးလုပ်ပြီးတော့မှအဲ့ဒါဘုရားကောင်းကြီးမခိုးအဲ့ဒါအမင်္ဂလာဖြစ်တယ်ကောင်းသောစီးပွားမှန်သောစီးပွားဆိုတော့ဘုရားခင်နှစ်တက်တော့ကောင်းသောစီးပွားကိုပြောတာဖြစ်တယ်မိတ်ဆွေတင်လုံနေတဲ့စီးပွားရေးကိုလည်းပြန်ဆန်းစစ်ပါပြန်ကြည့်ပါဘုရားနဲ့ဆန့်ကျင်ဖက်ဖြစ်ရင်ဒီနေ့အဲ့ဒါကိုဆွတ်လွတ်ပြမှာကောင်းသောစီးပွားဖက်ကိုကူပါဘုရားခင်တာ၍တင်ကိုချီးမြှောက်မှာဖြစ်တယ်ဒီနေ့မတရားတဲ့စီးပွားရေးစာပြီးတော့မှမတရားတဲ့အလုပ်လုပ်ပြီးရလာတဲ့ငွေဒီနေ့ပဲလောက်ပဲများပါစေအဲ့ဒီ person အဲ့ဒီငွေကြေးကတင်ကိုတနေ့ချင်းချောက်ပြီးဒုက္ခပေးမယ်ဘာလို့လဲအဲ့ဒီထဲမှာဝမ်းနေခြင်းညိုနှိုးတယ်အဲ့ဒီထဲမှာဝမ်းမြောက်ခြင်းညမပါဘူးခဏလေးအတွက်ပဲအကောင်းနေကြားလာရင်တင့်ကိုဖြက်စီမှာတဲ့တော့ဝမ်းနေစရာတဲ့တော့ပူဆွေးစရာဒီပဲဖြစ်လာလိမ့်မယ်ဒါကြောင့်နောင်တနဲ့ပြန်လှည့်ပါဖယားခင်စီကိုဖယားကိုကိုးကွယ်ရင်ဖယားနဲ့ပဲသွားပါထီထိုးနေတဲ့ဘဝချဲထိုးနေတဲ့ဘဝဒီနေ့စွန့်လွတ်ပြီးတော့ဖယားနဲ့သူပြန်သွားပါဖယားစီမှာပဲပေးပါထီထိုးချဲထိုးတာဖယားကိုပေးတာမဟုတ်ဘူးဒီနေ့ချစ်တော်ညီကိုမောင်နှမများကိုအားပေးပါရစေအေးရင်အေးပါပူရင်ပူပါဖယားသခင်ထွေးထုတ်ခြင်းခံရရင်မလွယ်ဘူးနော်မိတ်ဆွေဒါကြောင့်ဖယားခင်ကိုကိုးစားတယ်ဆိုတာဖယားနဲ့အတူအစဉ်အမြဲတော်လာတဲ့အသက်တာဖယားခင်ကိုပဲအစဉ်အမြဲခိုလုံကိုးစားတဲ့အသက်တာဘယ်အချိန်မှာပဲရောက်အဲ့ဒီဖယားကိုပဲစွဲကင်ပြီးတော့မှခိုတော်သူအဆုံးထိတိုင်အောင်တစ္ဆာနဲ့ကိုးကွယ်တော်သူဖြစ်တယ်အဲ့ဒီအပေါ်မှာဖယားခင်ကနောက်ချေပုံထဲကနေချီးမြှောက်၍မင်းသားတို့နဲ့သူထိုင်ရတော့အခန့်ကိုပေးမှဖြစ်တယ်အရောက်တိုင်းပူချင်းဖြစ်စေအေးချင်းဖြစ်စေတခုခုကိုလိုက်၍ဖယားကိုကိုးကွယ်တော်သူဖြစ်လင်အဆုံးထိတိုင်အောင်တစ္ဆာနဲ့ကိုးကွယ်ကြပါစို့လားလို့နှုတ်ကပတော်အဖြစ်အားပေးနဲ့ခွန်အားပေးချင်ပါတယ်အရောက်တိုင်းကိုဖယားခင်ကောင်းချီးပေးပါစေ